အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်က Alpha မှာ trade တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးဒီ Binance ကိုသွားပြီးတော့ကျွန်တော်မနေ့ကကောက်ထားတဲ့ coin လေးတွေကိုအရင်ရွှေ့လိုက်ရင်းနဲ့ကျွန်တော်ပြောပြမယ်ပေါ့နော်fine နဲ့မှာကျွန်တော်မနေ့ကကောက်တာ$3နဲ့2ဆင့်ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အရင်ရွှေ့လိုက်အောင်မယ်ရွှေ့နေရင်းနဲ့ကျွန်တော်ပြောပြမယ် Binance မှာspot ဆိုတာရှိတယ်ပြီးတော့ alpha ဆိုတာရှိတယ်နောက် future ဆိုတာရှိတယ်ပေါ့နော် spot မှာ trade လို့ရှိရင်အဲ့ trade လိုက်တဲ့ coin တွေကိုကိုပိုင်ရပါတယ်နောက် alpha မှာ trade မယ်ဆိုရင်လည်း alpha coin တွေကိုရပါတယ်future မှာ trader ကတော့ future မှာကို trade လိုက်တဲ့ coin တွေကိုမရပါဘူးသူက contract ပေါ့စာချုပ်အနေနဲ့ပဲရတယ်ဒါပေမဲ့ရှုံးသွားပြီဆိုရင်တော့အဲ့ဒီရှုံးကိုယ့်ရဲ့ပတ်စံတွေအားလုံးကုန်သွားမယ်ပေါ့နော်နိုင်ခဲ့လို့ရှိရင်လည်းအဲ့ဒီပတ်စံတွေကိုတော့ကိုကရပါတယ်ဒါပေမဲ့ကိုဆော့နေတဲ့ coin ကိုတော့မရပါဘူး USDT နဲ့အနေနဲ့ဆော့မယ်ဆိုကိုက USDT ရမယ်ပေါ့နော် USDC နဲ့သွား trade တယ်ဆို USDC ရမယ်ဒါမှမဟုတ်အခြား coin တစ်ခုခုနဲ့ဆော့မယ်ဆိုရင်လည်းအဲ့ဒီ coin ကိုတော့ပြန်နိုင်ရင်တော့ပြန်ရမယ်ရှုံးရင်တော့ဘာမှပြန်မရတော့ဘူးအဲ့ဒီ coin တွေကကိုယ့်ရဲ့လက်ဝယ်ထဲမှာမရှိနေဘူးပေါ့နော်ကို future မှာကိုက BTC ကိုUSDT ပဲနဲ့ trade နေဆိုလို့ရှိရင်နိုင်ရင်တော့ကို USDT တွေရမယ်ရှုံးသွားရင်တော့ကိုယ့်ရဲ့ USDT တွေဆုံးရှုံးသွားမယ်ပေါ့နော်ဒါပေမဲ့ကိုက BTC ကိုဈေးတက်မယ်လို့ဈေးကျမယ်လို့လောင်းပေမဲ့trade တယ်ဆိုပေမဲ့အဲ့လိုပြောပေမဲ့အဲ့ BTC ကိုမရဘူးနိုင်ခဲ့ရင်တော့plus တွေပြခဲ့ရင်တော့ကိုက USDT ရမယ်ကိုက minus တွေပြသွားရင်တော့ကိုယ့်ရဲ့ USDT ကိုပဲသူကနှုတ်သွားမယ်တိန်းသွားမယ်ပေါ့နော် future ကတော့အဲ့လိုအလုပ်လုပ်ပါတယ်spot ကကြတော့ကိုကဘယ် coin ကိုပဲဖြစ်ဖြစ် USDT နဲ့အဲ့ဒီ coin တစ်ခုခုကို trade လိုက်ပြီဆိုတာနဲ့ trade လိုက်တဲ့ coin တိုင်းကိုကအပိုင်ရတယ်အပိုင်ရတယ်အဲဒီဈေးတင်တက်မကြရင်ကြမယ်ကိုယ့်လက်ထဲမှာရှိနေတယ်အဲ့ coin ကကိုယ့်ရဲ့အပိုင်ဖြစ်သွားတယ်ပေါ့နော်အဲ့ coin ကဒါပေမဲ့သူကlimit ရှိတယ်ဘယ်လိုလဲဆိုတော့အဲ့ဒီ coin ကိုဘယ်လောက်မှဝယ်ရမယ်ပေါ့ဘယ် coin အမျိုးအစားကအနည်းဆုံးဒေါ်လာဘယ်လောက်မှ trade လို့ရမယ်လို့ကန့်သတ်ထားရရှိတယ်$10အနည်းဆုံး$5အနည်းဆုံးပေါ့နော်အဲ့လိုမျိုးဥပမာအဲ့ဒီလိုကန့်သတ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီလောက်မရှိတဲ့လူက spot မှာသွား trade လို့မရပါဘူး future မှာကတော့ရတယ်0.3လောက်ဆိုရင် trade လို့ရတယ်ပေါ့နော်0.3 ကို3လောက်ကိုသူက leverage ရှိတယ် leverage နဲ့မြှောက်လိုက်ရင်ဥပမာ10နဲ့မြှောက်လိုက်ရင်0.3ကို10နဲ့မြှောက်လိုက်ရင်$3ဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးအစ10စ5စအစ20 30 85စအစ100 150အဲ့လိုမျိုးတွေမြှောက်ပြီးတော့ကိုကဒေါ်လာနည်းနည်းလေးရှိရင်သွားဆော့လို့ရတယ်ဒါက future ပေါ့နော် spot မှာကတော့အဲ့လိုမရဘူးကို့မှာဒေါ်လာရှိတဲ့လောက်ကိုပဲ trade ခွင့်ရမယ်ပြီးတော့ဘာလဲဆိုတော့ support မှာရှိတဲ့ coin တွေအားလုံးကဒီ Binance မှာBinance ရဲ့ဈေးကွက်ကြီးတယ်မှာအခြားexchange တွေရဲ့ဈေးကွက်တွေမှာရောသူကဘယ်လိုပြောရလဲဆိုတော့လူရဝင်နေပြီဖြစ်တဲ့ coin တွေပေါ့နော်အဲ့ဒီလိုရှိတယ်ကျွန်တော်တို့အခုပြောမယ်ဒီ alpha ကြတော့အဲ့လိုမဟုတ်သေးဘူး तू ကဈေးကွက်ကမကြီးကျယ်သေးဘူး coin ကလည်းအဲ့လိုနာမည်ကြီးတဲ့ coin မဖြစ်သေးဘူးပေါ့နော်အဲ့လိုမျိုးမဖြစ်သေးဘူးအဲ့ခါကျတော့ तू ကတော့နည်းနည်း risk ရှိတယ်ဒါပေမဲ့တချို့နာမည်ကြီးတဲ့ coin တွေလည်း alpha ထဲမှာရှိပါတယ်အများကြီးသူတို့ကတော့ဒီ Solana blockchain ပေါ်ကဟာရှိတယ် BNB blockchain ပေါ်ကဟာရှိတယ်နောက်Su ပေါ့ Sui ရဲ့ blockchain ပေါ်မှာဟာရှိတယ်အဲ့လိုမျိုး Ethereum blockchain အဲ့လိုမျိုးပေါ့ blockchain တွေကနေမှာပေါ်မှာသွားပြီးတော့စပြီးလောက်တဲ့ coin အသစ်တွေပေါ့နော်အသစ်တွေအဲ့ဒီအသစ်တွေကိုကျွန်တော်တို့က trade မယ်တကယ်လို့ကိုကဈေးတက်ပြီဆိုရင်တော့ကိုရမယ်ပေါ့မြတ်မယ်ပေါ့နော်ဈေးကျပြီဆိုရင်တော့ရှုံးမယ်ဒါပေမဲ့ support နဲ့တူတာကကျွန်တော်တို့ alpha မှာ trade တဲ့ coin တွေကိုကျွန်တော်တို့အပိုင်ရထားတယ်ပေါ့နော်ဈေးကျသွားတယ်ဆိုရင်တော့ဒီ coin ကတော့ကိုယ့်လက်ထဲမှာရှိနေတယ်ဈေးတက်သွားတယ်ဆိုရင်တော့ကိုကမြတ်မယ်future မှာကြတော့အဲ့ coin တွေကိုကမရဘူးကိုယ့်လက်ထဲကိုမရဘူးဖြစ်တဲ့အတွက်လောင်းကစားနည်းနည်းဆန့်တယ်ကိုလောင်ကြီးနိုင်ရင်နိုင်မယ်ရှုံးရင်ရှုံးမယ်အဲ့ဒီ coin တွေကိုမရဘူးဒါမျိုးပေါ့နော်ခဏလေးနော်ကျွန်တော်ပြီးသွားပြီဆိုတော့အခုဒီမှာ trade ကိုသွားမယ်
trade ကိုသွားမယ်ပြီးတော့ဒီမှာ alpha လေးပေါ်လာပြီ alpha ကို trade ပြီးတော့ alpha ကိုဝင်လိုက်မယ်ဆိုရင်ဒီမှာ truth တွေ့လာအဲ့ဒါကျွန်တော်စစ်ကြည့်ထားတာပေါ့နော်အဲ့ဒီဘေးက trigger တုံးလေးကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့ coin တွေရွေးလို့ coin တွေကအများကြီးပဲအဲ့မှာကြိုက်သလိုရှာလို့ရတယ်လောလောဆယ်ကျွန်တော်ကတော့မရှာတော့ဘူးပေါ့နော်ကျွန်တော်က grass သိရမှာပါဒီ grass ကိုကျွန်တော်ကဝယ်ခြင်းတယ်ကျွန်တော်ကဘာကြောင့်ဝယ်မလဲဆိုတော့ဒီမှာ1915ပေါက်တယ် grass ကတက် coin မပြည့်သေးဘူးကျွန်တော်ကအဲ့ဒါကြောင့်တက် coin ပြည့်အောင်ဝယ်ခြင်းတာပေါ့နော်ဒီ alpha မှာကြတော့ 0.1 ဆိုရင်ဝယ်ခွင့်ရပြီပေါ့နော် spot မှာကတော့အဲ့လိုမရဘူးဒါကတော့ဒီနေ့ပေါက်ဈေးပါမှန် 0.19128 သူပေါက်နေတယ်ပေါ့နော်တစ်ကွိုင်ကိုဘာကြောင့်ကျွန်တော်က grace ကိုဝယ်မလဲဆိုတော့ grace ကအရင်တုန်းကဈေးရတော်တော်များများကြီးရှိခဲ့ဘူးတယ်ပေါ့နော်အခုဒီဈေးဖြစ်နေတာပေါ့ 0.191 ဖြစ်နေတာဒါပေမဲ့အရင်တုန်းကသူကဈေးတော်တော်ကြီးခဲ့ဘူးတယ်ပေါ့နော် grace ကတကယ်လို့ပြန်တက်ခဲ့လို့ရှိရင်ကျွန်တော်ကမြတ်မှာပေါ့အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဈေးကျနေတော့မှဝယ်တဲ့သဘောပဲဒီမှာတွေ့လား$4နဲ့$4နဲ့9ဆိုတော့$5နီးပါးလောက်ဒီသူကရှိခဲ့ဘူးပဲအခု 0.1 ဆိုတော့အရန်ကိုတန်နေပေါ့နော်ဈေးကွက်ကြီးပြည့်နေတဲ့အချိန်မှာဝယ်တယ်ကျွန်တော်ဒါပေမဲ့အများကြီးလည်းမဟုတ်ဘူးလေကျွန်တော်ကတကွိုင်းနေဆိုတော့တကယ်လို့ဈေးတက်ခိုင်းတော့ကျွန်တော်မြတ်မယ်အခုကျွန်တော်မှာgrass ပေါ့နော် grass coin က 0.4 ပဲရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတကွိုင်းပြည့်သွားအောင်ဝယ်ချင်တာသူ့ရဲ့ average price ကကြတော့အခုဒီမှာကြည့် 0.228 ကဒီလအတွင်းမှာပေါ့နော်ဒါပုံမှန်သူ့ရဲ့ပုံမှန်ဈေးပါအခုကပုံမှန်ဈေးထဲနည်းနေတယ်1911အဲ့ဒါကြောင့်ကျွန်တော်ကဝယ်မယ်တကယ်လို့ပုံမှန်ဈေးကိုရောက်ခဲ့ရင်တောင်မှကျွန်တော်ကပြန်ရောင်းလိုက်မယ်ဆိုရင်မြတ်ပြီပေါ့နော်ကျန်ဟို$3 $2 $3 $5ကြီးကျွန်တော်စောင့်စရာမလိုပါဘူးအဲ့လောက်လည်းသူပြန်ဖြစ်ချင်မှဖြစ်တော့မှာပေါ့နော်ဒါပေမဲ့အခုကျွန်တော်က19နဲ့ဝယ်ထားမယ်တကယ်လို့28ကိုရောက်တဲ့ခါကျရင်29ကိုပြန်ရောက်တဲ့ခါကျရင်ကျွန်တော်ပြန်ရောင်းလိုက်မယ်ဆိုရင်ဒါကျွန်တော်တို့100%မြတ်ပြီပေါ့နော်ကျွန်တော်ကအဲ့လိုပဲတွေးတာပြီးတော့အများကြီးကျွန်တော်ဝယ်မှာမဟုတ်ဘူး 0.1 လောက်ကိုပဲကျွန်တော်ကဝယ်မှာ0.1 လောက်ကိုဝယ်လိုက်လို့ရှိရင်ကျွန်တော်ကဒီ grass တကွိုင်ရသွားမယ်ပေါ့နော်တကွိုင်ရသွားမယ်ဆိုလို့ရှိရင်ဒီဈေးနဲ့ဆိုလို့ရှိရင်ဒါသူ့ရဲ့ every price ကိုရောက်တာနဲ့ကျွန်တော်ပြန်ထုတ်ရောင်းလိုက်မယ်28ပေါ့နော်ဒါကတော့သူတို့ဒီ cryptocurrency ဈေးကွက်ကြီးတစ်ခုလုံးနဲ့ဆိုင်တာပေါ့နော်အခုသူတို့အားလုံးကြာနေတဲ့အတွက်အကုန်လုံး coin တိုင်းကကြာနေတာပဲတကယ်လို့ coin တွေတခုပြန်တက်လာခဲ့ပြီးဒါအမေရိကန်ရဲ့မူဝါဒတွေဘာတွေနဲ့လဲဆိုင်တာပေါ့နော် Donald Trump တို့သူတို့ကြောင့်ဈေးကွက်ကြီးတစ်ခုကို stock share တွေရောဘာရောအဲ့လိုမျိုးရွှေဈေးတွေရောတက်လာခဲ့ပြီးတော့အပြုံးလိုက်ကြီးတက်လာမှာပေါ့ဗျာဒီကဒါကျွန်တော်လက်ရှိပိုင်းထား0.4ပေါ့နော်မှတ်ထားခဏနေကြာရင်ကျွန်တော်တကွိုင်းရလိမ့်မယ်ထင်တယ်ဝယ်လိုက်ရင်ရနိုင်လောက်တယ်ပေါ့နော်ဘယ်လောက်ရမလဲဒီမှာ0.575ကျွန်တော်ရမှာပေါင်းလိုက်ရင်တကွိုင်းကျော်သွားမယ်ပေါ့နော်တကယ်လို့ပြန်တက်လာတာနဲ့ကျွန်တော်ကဒါတွေပြန်ထုတ်ရောင်းလိုက်မှာအဲ့ဒါဆိုရင်မြတ်ပြီးဘာပြန်ရမလဲဆိုတော့ကျွန်တော်ကဒီ grass ကိုရောင်းလိုက်ပြီးပြန်ရောင်းလိုက်လို့ရှိရင်ဒီဘက်7မှာရောင်းလိုက်လို့ရှိရင်ကျွန်တော်က USDT ပြန်ရမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ USDT ကိုနောက်တစ်ခုပြန်ဝယ်မှာပေါ့နော်ဒီဟာကဘာလို့လဲဆိုကိုယ့်လက်ထဲမှာ coin ကိုရထားတာအပိုင်ရထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ alpha မှာဝယ်တယ်ပေါ့နော် spot မှာဆိုရင်သွားဝယ်ဖို့ကပတ်စံများမှအဆင်ပြေပါလေဒီမှာကျွန်တော်ဝယ်လိုက်မယ်ပြီးရင် confirm နှိပ်လိုက်မယ် confirm ကိုနှိပ်လိုက်ရင်ဒီမှာခဏနေတက်လာလိမ့်မယ်ဒီမှာ order create တဲ့ဒီမှာအပေါ်မှာ alpha limit ဒါဝယ်တာပြီးသွားပြီပေါ့နော်ဒီမှာကြည့်1903နဲ့ကျွန်တော်ဝယ်ဖြစ်သွားတယ်575ရလိုက်တယ်အောက်ကတော့ Fiji ပေါ့နော်ဒါဟုတ်ဒါကျွန်တော်ဝယ်တာပြီးသွားပြီဆိုရင်ဒီကောင်ကိုကျွန်တော်ဈေးတက်ဖို့ပဲထိုင်ဆောင်မယ်ကြာသွားလဲဘာမှဖြစ်ဘူးဒီတကွိုင်းကကျွန်တော်စီမှာရှိနေမှာပဲဈေးတက်ရင်ရောင်းမယ်ကြာနေသေးပြီကျွန်တော်ဒီတိုင်းပဲကင်ထားမယ်ပေါ့နော်ပတ်စံအများကြီးလည်းမဟုတ်ဘူးလေ0.2 လောက်ပဲရှိတာဆိုတော့ပြဿနာမရှိဘူးเนาะဒီမှာဒါကတော့သူ့ဘေးမှာဆိုရင်ဒါ P2B ပေါ့เนาะဒါမြန်မာငွေထည့်ပြီးဝယ်ခြင်းတဲ့လူတွေဆိုဒီနေရာမှာသွားဝယ်ရတာကျွန်တော်ကတော့ဘယ်တော့မှမဝယ်ပါဘူးဒါကတော့ရောင်းတဲ့နေရာပေါ့เนาะကို့မှာဒေါ်လာတွေကောက်ထားလို့ရပြီဆိုအဲ့မှာသွားရောင်းလို့ရတယ်ဒါကတော့ margin ဆော့တဲ့နေရာပါကျွန်တော်မဆော့ပါဘူး support မှာဒါလေးက support ပေါ့เนาะဒီမှာ convert ကျွန်တော်အသုံးအများဆုံးနေရာလေးပါဒါကတော့
အဲ့ဒါအားလုံးပြီးပြီဆိုရင်ကျွန်တော်တို့ access ကိုပြန်သွားလိုက်မယ်ကျွန်တော်ရဲ့အိမ်ကိုပြန်ရောက်သွားပြီပေါ့နော်ပြီးရင်ကျွန်တော် alpha မှာပြန်သွားကြည့်မယ်ကျွန်တော်ဝယ်ထားတယ်ကျွန်တော်က$1 $2ဘူးတော့ဝယ်ထားတယ်ပေါ့နော်အားလုံးပေါင်းဒီမှာအားလုံးပဲဆက်စုချင်းတဲ့လူတွေသွားဆက်စုပြီးဝယ်ကြည့်လို့ရပါတယ်เนาะအများကြီးဝယ်ကြပါနဲ့ 0.1 လောက်ဝယ်ပြီးတော့စမ်းကြည့်ကြပါကျေးဇူးတင်ပါတယ်